ဒီနေ့မှာတော့ကျွန်တော် PC စင်တာဘာတွေစင်ထားလဲဆိုတော့ကျွန်တော်တစ်ခုချင်းစီပြတော့မှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲ PC လိုက်ဆွေးလွှင့်မဲ့လူတွေ PC စင်တာဘလောက်ကုန်ရင်ကောင်းလေးရမလဲဆိုတာကိုသိချင်တယ်ဆိုရင်တော့ဒီဗီဒီယိုကိုစဆုံးလေးကြည့်ကြပါနော်ဗီဒီယိုကနည်းနည်းတော့ရှင်းပါပါဆိုတော့ကဲကျွန်တော်ပထမဦးဆုံးကျွန်တော်ပြောချင်တာကတော့ monitor ဆိုကျွန်တော်ကကျတော့ပတ်ကြည့်ကိုကျွန်တော် iPad နဲ့ဆော့မှာလက်ရှိလေးမှာဖြစ်တဲ့အတွက်ကျွန်တော် monitor တော့ကျွန်တော်1000p ရရပဲကျွန်တော်ဆွင်းလိုက်တယ်နော်24လက်မှဟုတ်ပါတယ်ပြီးရင်ဒီကောင်က1000p အဲဒီမှာပါတယ်ဒီမှာ 1000p ကျွန်တော်ကဒီမှာပြပေးမယ်နော်ကျွန်တော်ဒီမှာ 1000p 1.8 8.8အဲ့ဒါပဲကျွန်တော်ကဘာဒါ monitor ဆိုတာတော့ဒီကောင်ကကျတော့ကျွန်တော် live stream မဲ့လွှင့်မှာဆိုတော့1000p ပဲတုံးထားတယ်ဆိုတော့ဒုတိယတစ်ချင်းနဲ့လည်းကျွန်တော်တို့ဒီ system ဘုံကကျတော့ဘာလဲဆိုရင်ဒီကောင် system ဘုံကကျတော့ကျွန်တော်ဘာတုံးထားလဲဆိုရင် AI box နော် AI box company ကနေကျွန်တော်ဒီကောင်လေးတုံးထားပါတယ် AI box ပြီးရင်ကဲ CPU အနေနဲ့ကြတော့ကျွန်တော်ဘာတုံးထားလဲဆိုရင်ပြပေးမယ် CPU ကဘယ်ရောက်တော့လဲ CPU ကကြတော့ဒီမှာဘူးခုံကပြစ်လိုက်ပြီထင်တယ် CPU ကကြတော့ကျွန်တော်ဘာတုံးထားလဲဆိုရင် CPU ကကြတော့ i5 14 Gen 1440F လမ်းဒီနော်အဲ့အောင်တုံးထားတယ်ပြီးရင် motherboard ကကြတော့ကျွန်တော် H630M နော် M2 H2 M2 D5 နော်ကျွန်တော်အဲ့တော့တုံးထားတယ်ဆိုတော့နောက်တစ်ဆင့်အနေနဲ့ကျွန်တော် graphic ကကျွန်တော် RTX နော် RTX 5060ကျွန်တော် 8GB ပြီး DDR7 เนาะဒီမှာကြည့် DDR7 เนาะ 8GB DDR7 ကိုတောင်းထားပါတယ်ဆိုတော့ပြီးရင်ကျွန်တော်ဒီ mouse က RGB mouse မှာ millennium mouse ဆိုတော့နောက်တစ်ခုကကျွန်တော် webcam ကကျွန်တော်ရိုးလေးပဲနောက်တစ်ခုကကျွန်တော်ဒါပန်ကာပေါ့နော် CPU တက်ပန်ကာဒီပန်ကာလေးပါမယ်ပြီးရင် Wi-Fi adapter နော် Wi-Fi adapter လေးပါမယ်ဒီကောင်80ဒီမှာနောက်တစ်ခုကကျတော့ keyboard ကျတော့ကျွန်တော်ရိုးလေးပဲ RGB keyboard မသုံးနိုင်ဘူးဆိုတော့ကျွန်တော်အနီးကပြပေးမယ်ကဲဒါကတော့ကျွန်တော်လက်ရှိကျွန်တော်ရဲ့ PC အနေထားပေါ့နော်ဆိုတော့ဒီဘက်ကတော့ system ပေါက်ပါဆိုတော့ Windows 8ကလည်း Windows 8ဟာလေ Windows 1ကဲကျွန်တော်ဒီနားလေးမှာပြပေးမယ်နော်ဆိုတော့ကျွန်တော်ဒီမှာတွေ့လားဒါ storage ကတော့440 512GB ပေါ့နော်ဒီကောင်ကကျတော့ graphic က 8GB RTX 5060ဒီကောင်ကကျတော့ RAM ကကျတော့16ဒီကောင်ကကျတော့ i5 နော် Pro MT i5 14400F ပြီးရင်ဒီကောင်က Windows 11 Pro ပါပြီးရင်ကျွန်တော်ဗာပြဆိုတော့ကျွန်တော်ဒါအကုန်လုံးစုပေါင်းဘယ်လောက်ကုန်လဲဆိုကျွန်တော်ဒီ mic ရောလိုသေးတယ်နော် mic ရောလိုတယ်ဆိုတော့စုပေါင်းကျွန်တော်ဘယ်လောက်ထိကုန်ထားလဲဆိုရင်4500ကျော်ကုန်သွားပါတယ်နော်4500ကျော်မလင်းငွေနဲ့ဆိုရင်ပေါ့နော်ဆိုတော့ကျေးဇူးမဲတင်ပါတယ်ကျွန်တော်စူးစမ်းနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအကောင့်လေးကို follow နဲ့နှိပ်ပေးသွားကြပါဦးနော်ကျွန်တော်ဒီအကောင့်လေးမှာလက်ရှိလွှင့်တော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပါ bye bye